ဒါရီအားလုံးကိုစိတ်ကြိုက်ဝါစားမှာတယောက်ကိုဘတ်90ပဲပေးရတဲ့ချက်သားကွတ်တီယိုဘူဖေးဆိုင်လေးပါရှင်ဘတ်90တဲ့နဲ့သူတို့တွေဘယ်လိုရောင်းနေသလဲတန်ငေါတန်ရဲ့လားရတာရောကောင်းရဲ့လားတန့်ငါတန်ရှင်းသေးရဲ့လားဒါရီအားလုံးသိရအောင်သွားစားထားပါတယ်ရှင်ဆိုင်ကိုဝင်ချင်းပဲတခါတည်းဘတ်90ကိုရှင်းလိုက်ရပါတယ်သူတို့ကတခါတည်းပြန်ပြီးတော့ဒီလိုစတီးစလုံးကြီးပြန်ပေးရပေါ့နော်ဒီစတီးစလုံးကြီးနဲ့တခါတည်းခောက်ဆဲကောင်တာကိုသွားရတယ်ပေါ့နော်ခောက်ဆဲကတော့သူတို့ကိုယ်တိုင်ထည့်ပေးတာပါခောက်ဆဲမျိုးစားကကိုကမျိုးစုံရှိရပေါ့နော်ခောက်ဆဲရပြီဆိုရင်ကိုကြိုက်တဲ့အသားတွေကိုထည့်ရုံပါပဲအသားတွေကတော့မြင်တဲ့အတိုင်းပဲမျိုးစားတွေကိုအစုံပါပဲသူကချက်သားကွတ်တီယိုဆိုင်ဆိုတော့ချက်သားနဲ့ပတ်သက်တာတွေပေါ့နော်ဒါတွေဆိုရင်အကျော်တွေအယိုးနုတွေအစုံကိုပဲအများကြီးပါရှင်ဒါလေးတွေဆိုရင်အယိုးနုလေးတွေပေါ့နော်ရှင်းမပြထားတဲ့ကြကြောလုံးတွေချက်သားတုံးကြီးတွေကလည်းပါသေးရပေါ့နော်ကျက်မြင့်ချက်သေးတွေဆိုရင်လည်းအတွဲလိုက်တယ်ဒါတွေကတော့ချက်လေချောင်းတွေချက်တောင်ပန်လေးတွေပေါ့နော်ဒါလေးတွေကတော့အရေးပြားကြိုက်သူတွေအတွက်သူကအကင်လေးတွေလုပ်ပေးထားရပေါ့နော်ဒါလေးတွေဆိုရင်သူကချက်သားလေးတွေကိုမှအသားထွင်ပေးထားတာဒီကတော့ချင်းဆက်ကလေးစားကျင်တာနဲ့ပေါ့နော်ချင်းရည်လေးရွှဲရွှဲလေးရယ်ငုတ်သီးလေးရယ်နဲ့ချင်းဆက်ကလေးစားခဲ့ပါတယ်ရှင်ချက်သားတွေကိုစားကြည့်လိုက်တော့ချက်သားတွေကညှိနှံ့နေလုံးဝရှိနေတယ်ချက်သားတွေကအသားလဲနူးတယ်ချက်ချေတောက်တွေအယိုးနုလေးတွေဆိုရင်လည်းနူးရယ်ပေါ့နော်ချက်ကြောအယိုးနုလေးတွေဆိုရင်စိတ်ကြိုက်တာစားပြီးတော့ပေါ့နော်သူတို့အများကြီးကိုချပေးထားပါတယ်ဒါကတော့သူတို့ရဲ့ဘတ်90တန်ဘူဖေးထဲမှာထည့်ပေးထားတဲ့ထိုင်းခနုံချင်းပါရှင်ထိုင်းမဟင်းကားပါထည့်ပေးထားတဲ့ငဖယ်လုံးတွေကိုလည်းကြည့်ကြည့်ပါအောင်ရှင်ငဖယ်လုံးတွေကိုနဲတာမဟုတ်ပါဘူးခလုံးချင်းရတာလေးတွေဆိုရင်လည်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်ငားတွေကိုပြည့်နေနေတာပဲအုံတို့တွေလည်းပါတယ်ပေါ့နော်ပေးထားရတဲ့ဘတ်90ကဒီခလုံးချင်းတပွဲနဲ့တင်ကိုတန်နေပြီလို့ပြောလို့ရပါတယ်ရှင်ဆိုင်လေးကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်သူတို့ကဘတ်90တန်ဘူဖေးရောင်းနေတယ်ဆိုပြီးတော့ပေါ့နော်ဖြစ်တယ်လို့မရောင်းပါဘူးရှင်တန်ရှင်းမှုကိုအဓိကထားပါတယ်တော်ရုံတန်ရုံတက်တက်ရှင်းရှင်းကြိုက်တဲ့သူတွေတောင်ပေါ့နော်စားလို့ရနိုင်ပါတယ်ရှင်ဒါကသူတို့ဆိုင်ရဲ့အနေထားပါရှင်ကြည့်ကြည့်ပါအောင်တက်တက်ရှင်းရှင်းပါပဲဆိုင်လေးကထိုင်းနိုင်ငံကစက်ရုံလုပ်ရုံတွေအရန်ကုန်များတဲ့စမုတ်စခွန်ဆိုတဲ့ area မှာဖွင့်ထားတာပါရှင်။စက်ရုံလုပ်သားတွေဈေးချိုချိုလေးနဲ့ပေါ့နော်အာဟာရပြည့်ပြည့်ဝဝလင်လင်စားရအောင်လို့သူတို့စေတနာပပလေးနဲ့ဖွင့်ပေးထားပုံရပါတယ်ရှင်။